မင်္ဂလာပါရှင်မွေး channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဆရာဖေမီရေးသားတဲ့အပြောင်မြောက်ဆုံးဘဝတစ်ခုတိဆောက်ခြင်းဆိုတဲ့စာအုပ်လေးကိုဖတ်ပြလာတာဒီနေ့ဆိုရင်အခန်းလေးကိုရောက်ပါပြီဒီနေ့မှာတော့ကြကုတ်ကြခဲစိတ်သက်ဆိုတာဘယ်လိုလဲဆိုတာကိုဆရာရဲ့ထုံးစံတိုင်းတကယ်ဖြစ်ပစ်ခဲ့တဲ့အဖြစ်ပြက်လေးတွေကိုအခြေခံပြီးတော့မှနားလေသဘောပေါက်ပြီးတော့မှစိတ်ထဲကိုစိတ်ဝင်သွားနိုင်အောင်ဘယ်လိုရေးသားထားတယ်ဆိုတာလေးကိုဆက်လက်နားဆင်ကြည့်ရအောင်ပါရှင်ကြကုတ်ကြခဲစိတ်သက်တခါပွဲစည်းတစ်ခုတွင်လက်နှစ်ဖက်မပါသောအမျိုးသမီးတဦးကိုယုံသွင်းပြသထားတာတွေ့ရပေါ်သည်မျိုးသမီးသည်ကြံကိုအင်္ဂါအလုံးအကောင်းပရိဖြစ်တော်လဲပခုံးနှစ်ဖက်ထိပ်တွင်လက်ဟူ၍အငုတ်ကလေးမျှမပါကြသို့တော်ထိုမျိုးသမီးသည်တီးတန့်ပြကန်းလေးတဲ့တွင်ထိုင်ကတာမန်အားဖြင့်လက်မပါလျင်မပြီးဟုယူဆထားရသည့်အလုပ်မျိုးစုံကိုလုပ်ပြလျက်ရှိ၏စကောတဲ့ဆန်ထက်ကဆန်ပြသည်ထမင်းအိုးတဲ့သည်တနခါကြောက်ပြင်ကိုချရည်နှင်းငယ်ထဲပြီးတနခါတုံးကိုယူကာတနခါသွေးသည်ပြီးတနခါလိမ့်သည်တိုးပတ်ရိုက်သည်ထို့နောက်အနီးရှိခွက်ထဲမှထည့်ထားသည့်ဆေးလိပ်တို့ကိုကောက်ယူကာရမ်းမီးချစ်ဖြင့်မိနိပြီးတစ်ဖွာနှစ်ဖွာဖွာသည်ထို့နောက်ဆေးလိပ်ခွက်ထဲပြန်ထည့်ထားလိုက်ပြီးချုပ်လက်စအထည်ကိုကောက်ကင်ကအချီကိုနှစ်ဖားပေါက်ထဲထိုးပြီးနောက်စိတ်အေးလက်အေးထိုင်၍ချုပ်နေလေသည်သူ့လိုပုံကိုင်ပုံတွေကိုရက်ကြည့်နေရင်တဖြည်းဖြည်းကြည့်သူစိတ်ထဲတွင်သူ၌လက်မပါသည်ကိုမေ့လျော့ကအရာရာကိုလက်နဲ့ပဲကောက်လုံနေသလိုထင်မှတ်လာရသည်အမျိုးသမီးကမရှိသည့်လက်နေရာ၌ခြေထောက်ကိုအစားထိုးခိုင်းစေထားသူဖြစ်ချေသည်ကြည့်လိုက်ရသူတိုင်းပင်ဒီအမျိုးသမီးစွမ်းရည်တက်သည့်ကိုအံ့ဩချီကျူးမိကြကအခြားသူများအားဖောက်တယ်မချပဲမနေနိုင်ဖြစ်ကြရသည်အမျိုးသမီးပြကန်းကလေးမှာလာရောက်ကြည့်ရှုသူများနှင့်တိုးဝေစီကားကဝင်ငွေအလွန်ကောင်းနေလေသည်သူမကလက်မပါသည့်ဒုက္ခိတဟူ၍သူတစ်ပါးကိုမိခိုမနေုံမျှမကမိသားစုကိုပါရှာဖွေကျွေးမွေးလျက်ရှိကြသည်လက်မမြောက်နောက်မဆုတ်ကြသူများအသေးအဖွဲရှုံးနိမ့်မှုလေးတစ်ခုအတွက်အသက်ကိုပါဆွန့်လော့ရှုံးပေးသွားကြသူတွေရှိသလိုရှုံးမွဲအလီလီထက်နေပါစေကိုကတော့အလျှော့မပေးအရှုံးမှုသည်အောင်မြင်မှုအတွက်လှေကြက်များသာဖြစ်သည်ဟုသောစိတ်ဓာတ်မျိုးဖြင့်ကြကုတ်ကြခဲလောက်ကင်ရင်တကယ်အောင်မြင်ခဲ့ကြသူတွေလည်းများစွာရှိသည်နပိုလီယံကမဖြစ်နိုင်ဆိုသောစကားငါအပိဓမ္မာမရှိဟုဆိုခဲ့သည်လောက၌မဖြစ်နိုင်သောအရာတွေလည်းရှိမှမဟုတ်ချဖြစ်သည်သို့သောဖြစ်နိုင်မှမလားဟုသောအတွေ့မျိုးခေါင်းထဲအဝင်မခံတော့သူအတွက်မူမဖြစ်နိုင်ဟုသောအရာတွေသည်အခြားသူများမှတတော့နေပါနေမှာတည်ကြပေသည်ဆိုပါစို့လက်မပါတော့သူကိုအင်ကြီးချုပ်ခိုင်းပြီဆိုကမဖြစ်နိုင်သောအရာကိုမညာမတာခိုင်းစေသည်ဟုအပြစ်တင်ကြရရှိပါသည်သူခမထမင်းတောင်သူများခွန်ကျွေးမှစားရရှာမှာဟုဆိုသူကဆိုပါမည်အဲ့ဒီအတိုင်းတကယ်ပင်သူတစ်ပါးကိုအားကိုးပြုနေရသည်လက်မပါတော့ဒုက္ခိတတွေလည်းအများပင်ရှိပါမည်သို့တော်ပြကန်းတွေကအမျိုးသမီးကကိုယ်တိုင်ချစ်ပြုတ်ခုခတ်စားကိုယ်တိုင်ရေမိုးချိုးအဝတ်လဲတနခါလေးအင်ကြီးချုပ်စသဖြင့်သူဝေယဝဆမှန်သမျှကိုသူဖာသာလောက်ကိုင်းလေးရှိသည်လက်မရှိကိုသူတတိပင်ရဟန်သူလိုလူမျိုးကိုဒုက္ခိတဟုဆိုရင်စော်ကားရရောက်လိမ့်မည်သူဘာကြောင့်ဒီလိုဒုက္ခိတဘဝကိုတော်လှန်နိုင်ခဲ့သနည်းလက်မမြောက်နောက်မဆုတ်တတ်သောစိတ်လုံမီဟုပြဋ္ဌာန်းထားပြီးသောအရာကိုကြကုတ်ကြခဲဇွဲနှပဲဖြင့်မဖြစ်အောင်လုပ်တတ်သောစိတ်ကြောင့်ဖြစ်သည်ဒီစိတ်သည်လူတစ်ယောက်၏ဘဝကိုပြောင်းလဲပြစ်နိုင်သောစိတ်ဖြစ်သည်လောက၌အနိုင်နှင့်အရှုံးအောင်မြင်သူဘဝနှင့်ရှုံးနိမ့်သူဘဝကိုခွဲခြားသတ်မှတ်ပေးနိုင်သောစိတ်ဖြစ်သည်အရှုံးမပေးသည့်စိတ်ကြောင့်ကိုရင်ကချွတ်တဲ့သူတယောက်သာကိုယ်တူကိုယ်ထရက်တည်လာနိုင်သည်မဟုတ်
လောက၌အောင်မြင်ကြော်ကြားနေသူမှန်သမျှသည်လည်းဒီစိတ်ကြောင့်ပင်သူလိုငါလိုဘဝမှာမဟာပုဂ္ဂိုလ်ကျော်ဘဝသို့ရောက်ရှိလာကြခြင်းဖြစ်သည်ဂျစ်လန်ဒန်အမေရိကန်စာရေးဆရာကြီးဂျစ်လန်ဒန်သည်အခြေမဲ့အနေမဲ့ပညာရေးချွတ်တဲ့သူဘဝမှာကဘာကျော်စာရေးဆရာတယောက်ဖြစ်အောင်ကြကုတ်ကြခဲတက်လာခဲ့သူတယောက်ဖြစ်သည်သူသည်မိကောင်းဖခင်တို့၏အဆောင်ရှောက်အထောက်အမဖြင့်ပြည်ပြင်းရသူမဟုတ်စိုးသွမ်းလူငယ်များလူတေလူပေများသာကလေးဘဝနှင့်လူငယ်ဘဝတစ်လျှောက်လုံးသူ့ဝင်းကျင်အတိုင်းဝိုင်းဖြစ်ခဲ့သည်ထို့နောက်တွင်ခြေသလုံးအိမ်နိုင်ဘဝဖြင့်လောကအတွင်ကျင်လည်ရင်းအရွယ်နှင့်မမျှအောင်အတွေ့အကြုံဆုံးနေခဲ့သည်အရက်ဆိုင်စားတောက်ဆိုင်များတွင်တောက်တူမဲရလုပ်ခဲ့ဘူးသည်စိတ်ကန်းတစ်ဝိုက်တွင်လှုပ်ရှားသည့်လူဆိုးလူတွေအုပ်စုထဲမှပါဝင်မှုသည်ထို့နောက်တင်မောသာကုံတင်ကုံချလုပ်တာပင်လေဖြန်သမားကနုကမာခိုဖန်သမားစသဖြင့်ဘဝမျိုးစုံကျင်လည်ခဲ့သည်ဘဝဆုံးသလိုဆင်းရဲဒုက္ခလည်းဆုံးသည်ထမင်းငတ်ခြင်းဟူသည်သူ့အတွက်စာဖွဲလောက်သောကိစ္စမဟုတ်မြေထားကုံတွေများနှင့်သူတစ်ပါးလယ်ကွင်းတွေကကောက်ရိုးတွေများသည်သူ့အတွက်နှွေးထွေးသောအိယာများဖြစ်သည်အဖမ်းဆီးခံရခြင်းဟူသည်လည်းသူ့အတွက်ထူးခြားသောကိစ္စမဟုတ်သူ့တက်တာ၌အကြိမ်မောင်းရာချီ၍ဖမ်းဆီးချုပ်နှောင်ခံခဲ့ရဘူးသည်အဓိကအားဖြင့်ကအသေးအဖွဲပြစ်မှုများအတွက်ဖြစ်သည်အမေရိကန်ပြည်၌သာအဖမ်းခံရဘူးသည်မဟုတ်မက္ကဆီကိုမန်ချူရီးယားဂျပန်ကိုရီးယားစသည့်ရပ်ဒေသများရှိအကျဉ်းစခန်းများတွင်မှသူနေခဲ့ရဘူးသည်မကြာခဏဖမ်းဆီးခံရသူထောင်နှံပြစ်ပေးခံရသူအဖြစ်အလုစခန်း၏ကြမ်းတမ်းသောဘဝကိုလည်းသူရိုးနေအောင်ပင်တည်ကျွမ်းခဲ့သည်ဒီအတွေ့အကြုံတွေဒီနောင်သူစာရေးဆရာဖြစ်လာချိန်၌သုံးဆွဲမကုန်နိုင်သည့်ကုန်ကြမ်းများဖြစ်ခဲ့သည်သို့သောအတွေ့အကြုံဆွေးနွေးနှင့်စာရေးဆရာဖြစ်သည်မဟုတ်စာရေးသားခြင်းအတတ်ပညာ၌ကျွမ်းကျင်လိမ္မာဖို့လိုသေးသည်အခြားသောအမှုပညာရပ်များနည်းတူပင်စာရေးသားခြင်းဟူသောအတတ်ပညာသည်လည်းအလွယ်တကူတင်ယူတတ်မြောက်နိုင်သောပညာမျိုးမဟုတ်ဒီပညာကိုခုံမြင်ရမည်ပြင်းပြင်းပြပြဆွဲဆွဲလန်းလန်းရှိရမည်ဒီအထဲမှာနှစ်မြုပ်လောက်ကင်မှုလည်းလိုသည်ဂျစ်လန်ဒန်အားစာရေးဆရာဘဝမျိုးစီချပေးခဲ့သည့်အရာကနာမည်ကျော်ရောဘင်ဆန်ခရုဆိုဝတ္ထုဖြစ်သည်ဂျစ်လန်ဒန်သည်ကျောင်းမနေဘာမနေကလေးကချေဘဝမှာကျင်နေရင်တနေ့တွင်အများပြည်သူတို့စာကြည့်လိုက်တစ်ခုသို့ဝင်ကြည့်ပြီးရောဘင်ဆန်ခရုဆိုဝတ္ထုကိုတွေ့ကာဖတ်ရှုမိခဲ့သည်ခရုဆိုသည်သူ့အားလက်ကမချနိုင်အောင်ချုပ်ကင်ထားခဲ့သည်ဖိုက်စာနေသည်ကိုပင်အိမ်ပြန်မစားဘဲစာအုပ်ပြီးဆုံးသည့်အထိသူထိုင်ဖက်နေမိသည်နောက်နေ့များတွင်လည်းစာကြည့်လိုက်တို့ပြေးလာကအခြားစာအုပ်များကိုအငမ်းမရဝါမြူစားတောက်လေသည်ဒီနောက်တွင်စာကြည့်လိုက်မှအိမ်မှာရောက်ရမှသူစာဖတ်သည်ဒီနေ့လျင်စာဖတ်ချိန်10နာရီ15နာရီထဲမရောဖတ်သည့်စာမျိုးစာများကလည်းစုံလင်သည်ရသစာပေဘက်တွင်အပျော်ဖတ်စုံတော်ဝတ္ထုလျိုဝဲစွန်စားခံဝတ္ထုများမှသည်ရှိတ်စပီးယား၏ဂန္ဓဝင်ပြဆက်များအထိဖတ်သည်ဒါဝင်ကာလမတ်ဟာဗက်စပန်ဒါစသည့်တသမသမားများပညာရှင်များ၏ကြမ်းကြီးကြမ်းခိုင်များကိုလည်းသူမွေနောက်သည်သူကောင်းထဲမှစာပေကပေးသည့်အသိပညာပြေဝလာသည်နှင့်မျှအခြေမဲ့အနေမဲ့ဘဝမှာလွတ်မြောက်လူစိတ်ပြင်းထန်လာသည်မကြာခဏဖမ်းဆီးခံရခြင်းပလိများယထာတွေများထံအရိုက်နှင့်ခံရခြင်းတို့ကိုသူတီးမခံနိုင်ဖြစ်လာသည်တိုးနှင့်တစ်နေ့တွင်သူ့ဘဝကိုပြောင်းလဲစေမည်ဆုံးဖြတ်ချက်တစ်ခုသူချမှတ်သည်သူသည်လည်းသူလေးစားခဲ့ရသည့်စာရေးဆရာကြီးများလိုအောင်မြင်ကြိုးကြားသောစာရေးဆရာတစ်ယောက်ဖြစ်လာရမည်ဒီရည်မှန်းချက်အောင်မြင်ရန်အတွက်တခြားရရဆဆအလုပ်များတွင်အချိန်ကုန်ခံနေတော့ပဲစာရေးသည့်အလုပ်ကိုသာနှစ်မြုပ်လောက်ကင်သွားမည်ဟူ၍စာတုံးရေးထုတ်မိသူ၌ရှေးဥစွာရေးစရာအကြောင်းတစ်ခုရှိရမည်ဖြစ်ကြောင်းသူသဘောပေါက်သည်ဒီအတွက်သူမစိုးရိမ်သူမှာရေးစရာအကြောင်းရက်တွေပြေဝရှိသည်အရေးကြီးသည်ကရေးနည်းပညာလူများကိုဖန်ဆားနိုင်သည့်ဝတ္ထုတစ်ပုဒ်ရေးလိုသောသူသည်ဒီလိုဖန်ဆားနိုင်စွမ်းရှိသောအခြားဝတ္ထုများကိုလေ့လာရမည်အတူယူနီးမိရမည်ဟုသူနားလေသည်
သူနှင့်ရင်းနှီးပညာအတွက်စတီဗင်ဆန်၏ရတနာကျွန်းဒူးမာ၏မွန်ဒီခရစ်စတိုမျိုးစားကြီးဒကင်း၏မြို့နှမြို့ပုံမြင်စာသည့်ကဏ္ဍဝင်ဝတ္ထုကြီးများကိုအထက်ထက်အပြန်ပြန်ဖတ်ရှုလေ့လာကာကိုပိုင်ဝတ္ထုစာရေးသည်ကျက်လန်နန်ကဘားလို့တဲတဲမဲမဲပြင်းပြင်းထန်ထန်လှုပ်တတ်သည့်လူစားမျိုးဖြစ်သည်သူစာရေးသားနှုံကအရှိန်ပြင်းလာသည်ဝတ္ထုတိုးတွေဝတ္ထုရှည်တွေသူ့လက်ကတရေချမ်းထွက်လာသည်ရေးပြီးသမျှကိုစာအုပ်တိုက်တွေစီပူသည်စာပေဝါသနာရှင်အတော်များများမှာမဂဇင်းတိုက်တိုက်တို့စာတပုတ်ပို့ထားပြီးလျင်မဂဇင်းထဲမှာ၎င်းစာပါလာနိုးထိုင်၍မျှော်နေတတ်သည်မပါတော့ဘူးပယ်လိုက်ပြီဆိုတော့မှနောက်တစ်ပုတ်ရေးကတစ်ချိန်ပို့ပြန်သည်ကျစ်လန်နန်ကဒီလိုမဟုတ်မဂဇင်းအယ်ဒီတာများထံတွင်သူဝတ္ထုတို့စုစုပေါင်းအပုတ်30လောက်ထိတပြိုင်တည်းရောက်နေသည့်အခါမျိုးလည်းရှိသည်သို့တော့ဤဒီကမစွန်သေးသည့်အချိန်ကဖြစ်သည်အဲ့ဒီတုန်းကသူပေးသမျှဝတ္ထုတိုင်းပင်အပယ်ခံခဲ့ရသည်သို့တော့သူအားမလျော့ပါဝတ္ထုရေးနှင့်အတတ်ပညာကိုသူလေ့ကျင့်သင်ကြားနေခြင်းဖြစ်သည်အယ်ဒီတာများထံအဆက်ဆေးခံနေခြင်းဖြစ်သည်ဟုခံယူကာစာရေးသည့်အလုပ်ကိုကြကုတ်ကြခဲဆက်လုပ်သည်ဝတ္ထုပေါင်းများစွာရေးပို့ပြီးအပယ်ခံရပြီးတနေ့တွင်မူမဂဇင်းတစ်စောင်ကကြည်မှုပြုလုပ်သည့်ဝတ္ထုတို့ပြိုင်ပွဲတစ်ခုတွင်သူ့ဝတ္ထုတို့သဘောဆူရလေသည်ဝတ္ထုကဂျပန်ကမ်းခြေအလွန်ကတိုင်ဖွန်းမုန်တိုင်းဖြစ်သည်ပထမဆုအတွက်ဒေါ်လာ20ချီးမြှင့်ခံရသည်သူအကြီးကျယ်အားတက်သွားသည်သို့သောထိုအချိန်၌သူ့အတွက်နေရေးစားရေးချင်ကအလွန်ဆိုးရွားလျက်ရှိပြီးစာထိုင်ရင်းနေနိုင်သည့်အနေအထားမရှိတော့ဒီခိုက်မှာပင်မြောက်အမေရိကမြောက်ပိုင်း阿拉斯ကာနှင့်ကနေဒါနယ်စပ်အနီးကလုံတိုက်ဒေသတွင်ရွှေအကြီးကျယ်တွေ့သည့်သတင်းဖြစ်ပေါ်သည်1896ခုနှစ်ရွှေမြေသို့အလုတ်လက်မဲ့အခြေအနေများသာမကကုန်သည်ပွဲစားစီးပွားရေးအခြေခံရှိသူများရောလယ်သမားအလုတ်သမားစစ်သားပါမကျန်အပြေးလွှားသွားရောက်ကြရာဒီအထဲတွင်ကျစ်လန်တန်လည်းပါဝင်သွားခဲ့သည်ကလုံတိုက်တွင်ဆင်းရဲဒုက္ခမျိုးစုံခံကရွှေရှာသောအလုပ်ကိုလုပ်ခဲ့ပြီးတစ်နှစ်မြအကြာတွင်အိတ်ထဲ၌ချူးတများမှမပါဘဲအိမ်ပြန်လာခဲ့သည်အိမ်ပြန်ရောက်ပြီးနောက်တွင်ထမင်းတလုပ်အတွက်စားတောက်ဆိုင်များ၌ပကံစီကြမ်းတိုက်အလုံးတမောချင်းများအလုတ်ယုံများတွင်အောက်ခြေကျန်းစားအလုပ်များလောက်ကင်ရင်တစ်နှစ်မြအချိန်ကုန်သေးသည်သို့တော်ထိုးနောက်တွင်မူစာရေးဆရာအဖြစ်နှင့်သာမိမိလူတစ်လုံးတူတစ်လုံးဖြစ်နိုင်မည်ဟုသောယုံကြည်ချက်ကိုပို၍ပြတ်သားခိုင်မာစွာချမှတ်ကာစာရေးသည့်အလုပ်ကိုဒုတိယအကြိမ်မြောက်ဇောက်ချ၍လုပ်ပြန်လေသည်စင်ရဲမွဲတီခန့်ကစာရေးသည့်အလုပ်ကိုကြကုတ်ကြခဲလုပ်ခဲ့ခြင်းရလတ်သည်တဖြည်းဖြည်းအကျိုးထင်လာသည်1903ခုနှစ်တွင်မူကလုံတိုက်ရွှေမြေခီတွေ့ကြုံများကိုခြေခံ၍ရေးသည်တောခေါ်တံဝတ္ထုကအကြီးကျယ်ထ၍ပေါက်လေသည်တောခေါ်တံကြောင့်ကျစ်လန်တန်၏အမိသည်နေချင်းညချင်းကဘာတိဖြစ်သွားခဲ့သည်အက်ဒီတာတွေစာအုပ်ထုတ်ဝေသူတွေဝိုင်းဝိုင်းလေကသူ့ကိုရွှေတွေပုံပေးကြသည်ကျစ်လန်တန်ကကလုံတိုင်းမှရွှေဒူးမလားရွှေရင်းတွင်လုံးကိုတည်လာခဲ့သည်ဟုပင်ဆိုကြလေသည်ဒီနောက်တွင်မူသူ့အောင်မြင်မှုများကအတော်မတတ်တော့ပင်မနေ့တနေ့ကကလေးကချေသည်ဒီကနေ့ကယ်လီဖိုးနီးယားလူမလိုင်အတိုင်းဝန်းထဲမှာရေပန်းအစားဆုံးပုဂ္ဂိုလ်တို့ဖြစ်လာသည်နာမီကျော်ပြီးသားဝတ္ထုရေးဆရာများစာပေဝေဖန်ရေးသမားများကသူ့ကိုဝိုင်းဝန်းမြောက်စားကြသည်သို့တော်သူကမြောက်စားမှုများကြောင့်ပျက်စီးမသွားသူ့လက်ဖြာမှဝတ္ထုရှင်များတတွင်တွင်ဆက်လက်စီးထွက်နေခဲ့သည်ပင်လယ်ဝင်ပလီအဆွဲဖြူတန်ဖနောက်မာတီအီဒင်စသည့်နာမည်ကျော်ဝတ္ထုကြီးများပါဝင်စာအုပ်ပေါင်း90ကျော်များသူရေးသားနိုင်ခဲ့သည်ကျစ်လန်တိုင်းအောင်မြင်မှုကကြကုတ်ကြခဲစိတ်ဓာတ်၏အောင်မြင်မှုတာရကတစ်ခုပင်ဖြစ်သည်စင်စစ်အလုပ်တစ်ခုကိုမစုံမနစ်လုပ်တတ်မှုနှင့်ထွန်ပါအောင်မြင်မှုသည်တွန်တွဲနေစမြဲသာဖြစ်သည်မိသည့်လုပ်ငန်းနယ်ပယ်၌မဆိုအောင်မြင်နေသူတွေကိုကြည့်လိုက်လျင်သူများနောက်ဆုတ်သွားချိန်မှာဆက်လုပ်နေခဲ့သူတွေလုပ်ငန်းပမာဏကြီးမားလာသည်ဟုမငြင်းညူပဲတနေ့မှာ
တနေ့စာတနာရီမှာတနာရီစာလုပ်နိုင်သမျှမှန်မှန်လုပ်သွားကြသူတွေကြီးဖြစ်သည်အချို့ကကြီးကြီးကျယ်ကျယ်အောင်မြင်သူမှန်လျင်ပါရမီရှင်ဟုကင်မွန်တက်လေရှိကြသည်ပါရမီထူးကြောင့်အလွယ်တကူအောင်မြင်သွားသည်ဟုမြင်တတ်ကြသည်စင်ဆက်ပါရမီဟူသည်သိပ္ပံပညာရှင်ကြီးသောမတ်စ်အဲဒီဆင်ပြောသလိုထူးကဲညံတစ်ချက်သားမှာချွေ60ချက်သားပေါင်းဆက်ထားခြင်းသာဖြစ်သည်အဲဒီဆင်အောင်မြင်မှုအဲဒီဆင်အားတီထွင်မှုကဝေကြီးဟုခေါ်ကြသည်သူ့နာမည်နှင့်မှတ်ပုံတင်ထားသည့်တီထွင်မှုပစ္စည်းပေါင်း1000ကျော်ရှိသည့်အထိအံပနန်းတီထွင်နိုင်စွမ်းကြီးမားသည်ဖြစ်ရာကဝေဟုခေါ်ကြမည်ဆိုရင်လည်းခေါ်လောက်ဆရာပင်သို့တော်တန်နာရီတွေကစုံကဝေများလိုသူဖြစ်စေခြင်းသောအရာမှန်သမျှမော်တကူဖြင့်အလွယ်တကူစီမံဖန်တီးနေသည်ဟုသောအတိတ်ပဲမျိုးနှင့်ပြောဆိုလျင်ကအဲဒီစဉ်လုံးဝကျင်းနိုင်လိမ့်မည်မဟုတ်ပါသူတီထွင်မှုများတဲ့တွင်သူချွေးသည်ချွေးပေါက်တွေဘလောက်ပါသည်ဆိုတာသူအတိဆုံးဖြစ်သည်မဟုတ်လားအဲဒီစဉ်အားပါရမီရှင်ကြီးကဝေကြီးဟုသတ်မှတ်ခံရသည့်အထိကြီးကျယ်အောင်မြင်စေခဲ့သည့်အဓိကအချက်ကအလုတ်ဆွဲကြီးခြင်းပင်ဖြစ်သည်အဲဒီစဉ်သည်တနေ့လျင်18နာရီများအလုံးလုံးလေးရှိသူဖြစ်သည်အိတ်ချင်းကိုသူရှုတ်ချသည်အိတ်တယ်ဆိုတာမူရစ်စေဝါသုံးဆွဲတယ်လို့ပဲများများအိတ်လေးပို့ပြီးအိတ်ချင်နေပဲအိတ်တဲ့အတွက်အချိန်ကုန်နဲ့ခွန်အားရုပ်ရော့တဲ့အခွင့်အရေးတွေဆုံးရှုံးနေဟုဆိုလေရှိသည်သူကိုယ်တိုင်အလုပ်ကိုတဲတဲမဲမဲလုပ်ရုံမကအနည်းရှိအခြားလူများကိုပါအလုပ်လုပ်လို့စိတ်ထက်သန်လာအောင်အမြဲဆွဲဆောင်စည်းရုံးနေရှိသည်လျှက်စစ်မီသည်ဓာတ်ဆက်ဘက်ထရီခြေနှံရိုက်စစ်ရုပ်ရှင်ပြဆက်လက်နှိပ်စစ်စသည်ဖြင့်သူတီထွင်သည့်မြောက်များစွာသောပစ္စည်းအမျိုးမျိုးစင်းကိုဖတ်ရှုမိသူများစိတ်တွင်သူဟာအောင်မြင်သူကြီးရှုံးနေတယ်ဆိုတာဘာမှမသိသူကြီးဟူ၍ထင်မိကြမှသိကြသည်အဲ့ဒီစဉ်သည်အောင်မြင်သူကြီးဖြစ်သည်ကအမှန်ပင်ဖြစ်ပါ၏သို့သောရှုံးနိမ့်မှုကိုမသိသူကလုံးဝမဟုတ်ပါကြီးအဲ့ဒီစဉ်အားမေးမြန်းကြည့်ပါကသူ၏အောင်မြင်မှုတိုင်းလိုပင်ရှုံးနိမ့်မှုလေကလေးများပေါ်မှာတည်ယူရသည်ကြီးဖြစ်သည်ဟုဖြေပါလိမ့်မည်တခုတော့ရှိသည်အဲ့ဒီစဉ်သည်သူများကရှုံးနိမ့်ပြီးဟုမြင်သောအရာကိုမအောင်မြင်သေးဟု၍သာမြင်သည်မအောင်မြင်ခြင်းကိုရှုံးနိမ့်ခြင်းဟုမယူဆမအောင်မြင်မှာကြောက်သောစိတ်ဖြင့်ဖင်နှီးတွန့်ဆုတ်တတ်သူမျိုးလည်းမဟုတ်တခါ၌သူဤသူတည်တနာလို့ဖို့တပည့်တယောက်ကသူတို့သူတည်တနာပြုလုပ်နေသည့်အရာတစ်ခုကြိမ်မှန်များစွာစမ်းသပ်ရအောင်မြင်မဲ့ရှိနေသဖြင့်လက်လျှော့ခြင်းဒီသဘောပြောလာရာအဲ့ဒီစဉ်ကဟာဘယ်ဟုတ်မလဲကွာမအောင်မြင်တော့ဘူးပြောလို့ဘယ်ရမလဲအခုတို့အကျိန်1000ဆန်းကြည့်ပြီးပြီဆိုပါတော့အလုံးမဖြစ်တဲ့နီလန်းပေါင်း1000တို့တွေ့ပြီးပြီဆိုတဲ့သဘောပဲအဲ့ဒီတော့ဆက်လို့ရင်အလုတ်ဖြစ်မဲ့နီးတွေ့ဖို့မဝေးတော့ဘူးဟူ၍သူပြန်ပြောခဲ့သည်အဲ့ဒီစဉ်ကတစ်ကြိမ်နှစ်ကြိမ်အကျိန်တရားအောင်မြင်ုံနှင့်နောက်မဆုတ်တတ်သောတတ်သိကြောင့်ပင်အောင်မြင်မှုရခဲ့ခြင်းဖြစ်ပေသည်မည်သူမဆိုမိမိပတ်ဝန်းကျင်ရှိလူများမိမိမျိုးရွာမိမိရက်ွယ်မိမိဆွေမျိုးမိတ်တင်ကအတိုင်းဝိုင်းရှိလူများကိုတဦးချင်းသုံးသပ်ကြည့်မည်ဆိုကထီပေါက်၍ချမ်းသာခြင်းကဲ့သို့ကံကြမ္မာတက်တက်ကြောင့်ဖြစ်သည့်ကိစ္စမျိုးကိုခြံလှည့်၍စဉ်းစားလျင်လူတစ်ယောက်စီလက်ရှိဘဝအခြေအနေအနေအမြင်သည်သူ၏ဇွဲလုံးလာအနေများသို့မဟုတ်အလုပ်တစ်ခုကိုမစုံမနစ်လုပ်တတ်သည့်စိတ်အင်အားအနေများနှင့်အချိုးညီစွာဆက်ဆက်ပတ်သက်လျက်ရှိကြောင်းတွေ့ရမည်ဖြစ်၏စီဝါရေးပစ်တင်ဇွဲနေသူတို့လုပ်ငန်းတည်တည်ကို6တိ6ချက်လုပ်ရင်းမပြေတဲ့သောဘဝအတွက်ညီးတွားနေကြစဉ်စီဝါရေးဇွဲကြီးသူကဆိုင်ကလေးမှဆိုင်ကြီးလုပ်ငန်းတစ်ခုမှ2ခုစသဖြင့်တိုးချဲ့ကတဏီတခြားပြည်လေကြီးပွားသွားသည်ကိုမြင်ရလိမ့်မည်အလားတူပညာရေးဘက်တွင်ဇွဲနေသူတို့စောစောစီစီကြောင်းထွက်ကအောက်ခြေအနေစားလုပ်ကလေးများနဲ့ဝင်ရောက်သွားကြစဉ်ဇွဲကောင်းသူတို့ကရနိုင်သမျှပွဲဒူးခုံဒူးကိုမရအရာယူက50နှစ်ကြာသည့်အချိန်၌စောစောစီစီအလုတ်ခွင်နဲ့ရောက်နှင့်သည့်မိမိတငယ်ချင်းများနှင့်ကွာခြားလာသည့်ယာရုဌာနရာများရရှိခံစားကြရသည်မှာလည်းအစဉ်အဆဲမြင်တွေ့ဘူးကြသောအချင်းရာတရက်တာဖြစ်သည်ပညာဇွဲကြီးကြသူများပညာကိုဇွဲတန်တန်လိုက်စားခဲ့သဖြင့်မူလဘဝဒူလူများထက်အဆင့်များစွာမြင့်တက်ခဲ့သူတွေမြို့တိုင်းရွာတိုင်းမှာရှာကြည့်ရနိုင်သည်
မြမသမိုင်းတွင်ထင်ရှားသည့်ဖိုးရာစားသည်ပညာဗဟုသုတဘက်တွင်ဇွဲကြီးခဲ့သူဖြစ်သည်လူတကာနောက်ပြောင်ကဲ့ရဲ့သည့်ကြားမှာဇာပေရှာဖွေသောအလုပ်ကိုသာကြကုတ်ကြခဲလုပ်ခဲ့သဖြင့်ပညာရှိအဖြစ်မြောက်စားခံရကသူ့ရွာငယ်ဇနပုံမှာရွာသူကြီးရွာသူကျွေများမမှန်းသာအောင်မြင်မာသောအဆင့်သို့သူရောက်ရှိခဲ့သည်အမေရိကန်ပြည်တွင်ဘော့ရှ်ကာဒီဝါရှင်တန်ဂျော့ဝါရှင်တန်ကာဘာစသည့်ကျွန်မိဘမှမွေးသူနီဂရိုလူငယ်ကလေးများသည်အသားအရောင်ခွဲခြားမှုအလွန်ပြင်းထန်နေစေကာလနီဂရိုတယောက်စာတက်မြောက်ရန်အလွန်ခဲယဉ်သောကာလမျိုးမှာပင်စင်ရဲငတ်ပြတ်မှုဝိုင်းပယ်ခံရမှုများကြမှာပညာကိုမရရယူကလူမဲတို့တရက်လုံး၏အသိဉာဏ်နှင့်လူနေမှုဘဝတိုးတက်မြင့်မားရေးအတွက်စွမ်းစွမ်းတမန်ဆောင်ရွက်နိုင်သည့်လူမဲပညာရေးကောင်းဆောင်ကြီးများဖြစ်ခဲ့ကြသည်ကျွန်းကုန်တို့ဖမ်းဆီးခေါ်ဆောင်ရောင်းချသဖြင့်အာဖရိကနေရင်းဒေသမှမြောက်အမေရိကသို့ရောက်ကြရသည့်လူမဲကြီးကျွန်တို့၏မြင်းမြင့်များအမေရိကတွင်ကျွန်ဘဝမှပြန်လည်လွတ်မြောက်ကြပညာသင်ကြားခွင့်စီးပွားရှာခွင့်ဘဝတိုးတက်အောင်ထူထောင်ခွင့်များရနေကြသည့်အချိန်တွင်အာဖရိကမူရင်းဒေသရှိလူမဲကလေးများမှာသုံးလုံးကြေဖို့ပင်အခွင့်အရေးဝေးလျက်ရှိခဲ့သည်ထို့အခါအမေရိကရှိလူမဲပညာတတ်များလူမဲကောင်းဆောင်များအကြောင်းတစွန်းတစတီးခွင့်ရသည့်အချို့သောအာဖရိကလူမဲကလေးများသည်အဆိုပါပုဂ္ဂိုလ်များကိုအားကြကာ၎င်းတို့နည်းတူပညာတတ်များခေါင်းဆောင်များဖြစ်အောင်အားထုတ်လို့စိထက်သန်လာခဲ့ကြသည်သူတို့ဖို့မျှော်လင့်ချက်အိမ်မက်နဲ့လက်တွေ့အနေအထားများကွာခြားချက်ကကြီးမားလာ၏သို့သောကြကုတ်ကြခဲစိတ်ဓာတ်ဖြင့်နောက်မဆုတ်တမ်းကြိုးပမ်းရင်းကွာခြားချက်ကွက်လက်ကြီးကိုဖြည့်နိုင်ဖို့နိုင်ခဲ့ကြသည့်လူငယ်များလည်းအများပင်ပေါ်ထွက်ခဲ့ပါသည်စာတင်ကျောင်းသို့မိုင်ပေါင်း2500ခြေကျင်ခီးနှင်ခဲ့သူလူကြီး3တန်းရှိတဲ့ကျွန်တော်တို့တိုင်းပြည်မှာတက္ကသိုလ်ဘွဲရပညာတတ်22ယောက်ပဲရှိတယ်လို့ဆိုကြတာကျွန်တော်ကြားဘူးတယ်လူတွေကြောင်းမနေရအလောက်ကင်မရကြတော့တခိုးတဝက်ဖြစ်သူဖြစ်လူဆိုးလူမိုက်ဖြစ်သူဖြစ်နေတိုင်းပြည်ကိုနှောက်ယှက်ဖြစ်စီကြတယ်ကျွန်တော်အဲ့လိုလူငယ်မျိုးဖြစ်မခံနိုင်ဘူးကျွန်တော်ဘဝကောင်းအောင်တိုးတက်အောင်လုပ်ရမယ်အဲ့ဒီအတွက်ကျွန်တော်ဘယ်သွားရမလဲဘာလုပ်ရမလဲမဖြစ်မနေသွားမယ်လုပ်မယ်ကျွန်တော်စူးစမ်းမယ်ဤဒီကအာဖရိကတိုင်းညာစင်လင်းဒေသယခုမာလာဝီနိုင်ငံမှာပညာတတ်ချင်သူအမျိုးသားခေါင်းဆောင်ဖြစ်ချင်သူလူမဲကလေးလက်ဆင်ကာယာဤခိုင်မာသောပြဋ္ဌာန်းချက်ဖြစ်သည်ထိုစဉ်က1958ခုနှစ်အဲ့ဒီအချိန်ကသူ့အသက်18နှစ်လား20ကျော်လာတော့သူကိုယ်တိုင်မသိသူပညာတတ်ချင်တာတက္ကသိုလ်ပညာသင်ယူချင်တာပဲသူသိသည်အခြေခံပညာတော့သူသင်မှုဒီတိတ်နောက်မကျသည့်အတိတ်ရွယ်မှာပဲသူကျောင်းနေခွင့်ရခဲ့သည်ခရစ်ယာန်သာသနာပြုများဖွင့်ထားသည့်မူလတန်းကျောင်းကလေးသို့တော်ကျောင်းကအိမ်နှင့်မနီး7 မိုင်ခန့်ဝေးသည်ဒီခီးကိုသွားပြန်လမ်းလျှောက်ပြီးသူကျောင်းတက်ရသည်မမရရသူကျောင်းဆသွားတဲ့နေ့မှာစာသင်ခွင့်မရကျောင်းကလက်မခံအိမ်ပြန်ခိုင်းသည်အကြောင်းကသူ့ကိုယ်ပေါ်မှာအဝတ်စားပါမလာသောကြောင့်ဖြစ်သည်အလွန်ဆင်းရဲသောဘဝအလွန်နှိမ့်ချနှုံချသောဘဝသို့တော်ဒီအနေထားမှာပင်ကျောင်းတော်နေခဲ့ပြီးဖြစ်သည်လူလာတန်းအောင်ပြီးနောက်ခရွန်ကာမျိုးရှိ Livingstone ထိမှတ်သာနာပြုထစ်တန်းကျောင်းသို့တက်ခွင့်ရသည်ဒီကျောင်းတက်နေစဉ်ကာလမှာအေရာဟယ်လင်ကွန်တို့ဘော့ရှ်ကာတီဝါရှင်တန်တို့ကျောင်းသို့စတင်တည်ခွင့်ရသည်အေဗရာဟယ်လင်ကွန်ဆိုသည်လူဖြူဖြစ်တော်လဲသူ့လောက်ပင်အတန်းပညာသင်ခွင့်မရခဲ့သူအမေရိကန်ပြည်အောက်ဆုံးလွှာလူစင်းရဲများကြားမှာမွေးဖွားခဲ့သူဒီလူဒီသူတိုင်းပြည်မှာအထွတ်ထိပ်သို့ရောက်ခဲ့သည်အမေရိကန်ပြည်ရှိလူမဲများကိုငွေဝဲကျုံအဖြစ်မှလွတ်မြောက်စေခဲ့သူအဖြစ်သူတို့လူမဲတူကြီးကျေးဇူးတင်ခြင်းလေးစားကြည်ညိုခြင်းကိုလည်းခံခဲ့ရသည်ဘော့ရှ်ကာဒီဝါရှင်တန်ကအမေရိကန်ပြည်တွင်ကျွန်မိဘများမှမွေးဖွားသည့်မွေးရပါကျွန်လူမဲလေးတယောက်ဘဝမှာကဘာကလေးစားသည့်လူမဲကောင်းဆောင်တို့ဘဝသို့တက်လှမ်းနိုင်ခဲ့သူဖြစ်သည်သူ၏ကိုယ်တိုင်ရေးထုတ်ပတ်သည့်ဖြစ်သောကျွန်ဘဝမှသည်လူမဲကလေးများအတွက်တာမကနိုင်ငံတကာရှိဘဝအစနှိမ့်ကျသူလူငယ်အလုံးအတွက်စိတ်ဓာတ်မြင့်တင်ရေးလက်ဆွဲကျန်းတစ်ဆောင်ဖြစ်ခဲ့သည်ဒီပုဂ္ဂိုလ်ကြီးနှစ်ယောက်ကိုကာရီယာအလွန်အားကြသည်သူတို့လိုဖြစ်ရမည်ဟုသောစိတ်ဓာတ်သူ့မှာပြင်ပြခဲ့သည်သူနှင့် Livingstone ကျောင်းမှအထက်တန်းအောင်မြင်ပြီးသည့်နောက်
လူမဲကလေးများအတွက်ပညာရေးအခွင့်အလမ်းရှိနေသည့်အမေရိကသို့တွားရောက်ရန်သူဆုံးဖြတ်ခဲ့သည်ထို့သောဆုံးဖြတ်ချိန်၌သူမှာပိုက်ဆံတစ်ပြားတစ်ချက်မရှိအဆက်တွဲထောက်မှမရှိအဝက်ဟူ၍လည်းကြောင်းတက်သည့်အခါသူဝက်ဒီကာကီအင်ကြီးနှင့်ဘောင်းမီတစ်စုံသာရှိသည်ကျောင်းစစ်တဲ့အမေရိကသို့သူတွားမိကြောင်းမိခင်အားခွင့်တောင်းသည့်အခါမိခင်ကတဘောသူခွင့်ပြုသည်ခွင့်သာပြုရသည်အမေရိကဆိုတာဘယ်နာရှိမှန်းသူသိသည်မဟုတ်နည်းနည်းခီးဝေးမိဆိုတာလောက်ပဲသူသိသည်ထို့ကြောင့်လန်ခီတွင်သူမုံဖုတ်စားတော့ရန်ရိတ်ခါအဖြစ်ပြောင်းမုံ၄-၅ ရက်စာများထည့်ပေးလိုက်သည်သူနှင့်1958ခုနှစ်အောက်တိုဘာလတွင်ကာယီယာ၏တက္ကသိုလ်ပြီးခြေကျင်ခီးစဉ်စတင်လေသည်သူ့ခေါင်းထဲတွင်သူ့သွားမိခီးစဉ်ကျန်းလေးတစ်ခုပဲရှိသည်မြောက်ဖက်ဆူးဆူးသို့ခီးနေနှင့်အီဂျစ်ပြည်သို့ရောက်မည်အီဂျစ်ပြည်ကိုင်ရိုမြို့မှနေ၍အမေရိကသို့ကုန်သင်္ဘောတစ်စီးစီးနှင့်လိုက်ပါမည်ဟု၍အိမ်မထွက်၍3 ရက်ကြာတွင်ညာစာလင်းနယ်နိမိတ်ကိုကျော်လွန်ကတန်ကန်ကြီးအားအခုတန်ဇန်နီးယားပြည်နယ်ထဲသို့ရောက်သည်ဒီတဝိုင်းနေမြေကခက်ရိုင်းရိုင်းခက်ကြကြအဓိကအားဖြင့်မြေရိုင်းတွင်များကိုဖြတ်တန်းရသည်ပတ်ဝန်းကျင်မှာတောဆင်ရိုင်းတွေရှိသည်အင်္ဂိုင်အဖျားပိုးကိုတည်ဆောင်သည့်စီစီဖလိုင်းရင်ကောင်းတွေရှိသည်တိုင်းရင်းသားလူမျိုးများချင်းချင်းအချစ်ပေးဆက်သွယ်သည့်ဘုံနံများလည်းမကြာခဏကြားရသည်ဒီအပိုင်းမှာပင်အင်္ဂါပေးလိုက်သည့်ရိတ်ခါများကုန်သွားရာအဓိကအားဖြင့်တောငှက်ပြောသည်များနှင့်အာဟာရဖြည့်တင်းကာခီးစေရသည်မြို့များရွာများရောက်လျင်ပိုက်ဆံတစ်ပြားတစ်ချက်အတွက်ဖြစ်စေထမင်းတစ်နက်အတွက်ဖြစ်စေအလုပ်ပေးမိသူကိုလိုက်လံမေးမြန်းပြီးရအလုပ်ကိုဝင်လုပ်ရသည်သူတို့အာဖရိကကကျေပြောသလောက်လူမျိုးအုပ်စုတွေဘာသာစကားတွေများနာသည်သူကရောက်လေရမှာထမင်းရဲ့ရေရဲ့အလုပ်ရဲ့စကားသုံးလုံးကိုသာအရင်ဆုံးတတ်အောင်တင်သည်ပြီးရင်ဒီသုံးလုံးဖြစ်မင်းသဘောကောင်းသောရွာရန်လိုသောရွာများကိုအရေးအခြေကြီးဆက်ဆံကသူဖြတ်တန်းခဲ့သည်များသောအဖြစ်ကခီးတစ်လျှောက်ကိုတယောက်ထဲသာဖြစ်သည်သို့တော်တခါတရံလည်းခရီးသွားပေါ်ကြုံရတတ်သည်တညလမ်းတွင်တည်ကြရသောခီးပေါ်တုံးနှင့်အတူစခန်းချအိတ်ဆက်နေရမှတစုံတစ်ခုထူးခြားတာသိလိုက်ရပြီးရုတ်တရက်သူလန့်နိုးလာသည်သူနှင့်အဖော်ကြားတွင်မွေးတကောင်လာခွေခြင်းဖြစ်သည်သူအကြီးကျယ်ထိတ်လန့်သွားသည်မွေကအလွန်စိတ်ပြင်းသောမွေဆိုးမျိုးသို့သောကံကြမ္မာကသူ့ကိုမျက်နှာသာပေးခဲ့သည်အဖော်ဖြစ်သူခမညာမွေဆိုးကြိုက်ခံရသဖြင့်တည်ဆုံသွားခဲ့သည်ဒီလိုဘေးအန္တရာယ်များနှင့်အစာငတ်မှုတန်းကိုကြံ့ကြံ့ခံသူခရီးဆက်ခဲ့သည်တခါတရံခက်ခဲပင်ပန်းမှုတွေကြောင့်စိတ်အားငယ်ခြင်းသလိုဖြစ်လာသည့်အခါမျိုးတွင်ဖျားရှိခိုးသည်သူမှာပါလာသည့်တမကျန်းစာအုပ်နှင့်ခရစ်ယာန်ဘာသာရေးဝတ္ထုကိုတလဲ့စီဖတ်သည်တရွာဝင်တရားထက်သွားလိုက်နားလိုက်နှင့်ခရီးဆက်ခဲ့ရာတနှစ်ကျော်ကြာ1960ခုနှစ်ဇန်နဝါရီလတွင်ယူဂန်ဒါနိုင်ငံကမ်ဘာလာမြို့သို့ရောက်သည်ဒီချိန်တွင်သူလျှောက်ခဲ့သည့်ခြေကျင်ခရီးကမိုင်ပေါင်း1000ခန့်ရှိပြီကမ်ဘာလာမှာသူလပေါင်းတော်ကြာတောင်တင်နေခဲ့သည်သူ့ကိုမိသားစုတစုကအတူတူနေရန်ခေါ်ထားသဖြင့်နေရအတွက်အဆင်ပြေသွားသည်အုပ်ဆက်တစ်ခုတွင်အလုတ်ဝင်လို့ရင်ရှေ့ခီးစဉ်အတွက်ကြံစည်စေတဲ့နေ့မှာစာကြည့်တိုက်တစ်ခုတို့သူရောက်သည်စာကြည့်တိုက်တွင်သူ့အတွက်တမင်ထားသလားအောင်မရသည့်စာအုပ်ကြီးတို့သွားတွေ့သည်အမေရိကန်တက္ကသိုလ်နှင့်ကောလိပ်များလမ်းညွှန်စာအုပ်ဒီစာအုပ်ကြီးကိုသူရှောက်လန်းသည်တက္ကသိုလ်ကောလိပ်ပေါင်းမြောက်များစွာတဲ့ကစကာဂျက်ဗယ်လီကောလိပ်ဟူသောအမည်ကိုသူရုတ်တရက်စိတ်ဝင်စားသွားကကျောင်းလိပ်စာကိုကူယူလိုက်သည်ထို့နောက်၎င်းကျောင်းတို့တက်ရောက်လူကျောင်းရှောက်လွှာတစ်စောင်ရေးကစာတိုင်းမှာထည့်လိုက်သည်တိတ်ကြီးမျှော်လင့်လာသည်တော့မဟုတ်သူ့စိတ်ကူးကကျောင်းတစ်ကျောင်းရှောက်ကြည့်လက်မခံလျင်သို့မဟုတ်အကြောင်းမပြန်လျင်နောက်တစ်ခုဆက်ရှောက်ဒီလိုပဲကန်ပါလာမှာစတဲချကအမေရိကန်တက္ကသိုလ်ကောလိပ်တွေတစ်ခုပြီးတစ်ခုဆက်ရှောက်ကြည့်မိဟူ၍ဖြစ်သည်သို့တော်ကံကောင်းကျင်တော့2 ပတ် 3 ပတ်ကြာမှသူထမ်းသူစားတစ်ဆောင်ရောက်လာသည် UFA စာရိုက်တစ်စိတ်နှင့်စာကိုသူတုံရင်ပေါက်ဖောက်ဖတ်သည်သူအမြင့်ဆုံးမျှော်လင့်ထားတဲ့ပင်ပိုကောင်းနေသောမင်္ဂလာတဲ့
ကာဂျက်ဘယ်လီကောလိပ်ကသူ့အနေနဲ့စကောလာရှစ်ဆုလျှောက်ထားနိုင်ခွင့်ရှိကြောင်းအပြင်ကျောင်းစီဖူလုံစီရန်အတွက်အလုပ်တစ်ခုပါကောလိပ်ကစီစဉ်ပေးမိဖြစ်ကြောင်းသူ့ထံအကြောင်းကြားလိုက်ခြင်းဖြစ်သည်ဒီထက်ဝမ်းသာစရာသတင်းမရှိတော့သို့သောကောလိပ်ကလက်ခံယူနေမပြီးသေးသူ့မှာကြော်လွှားစရာအခက်အခဲကြီးနှစ်ရပ်ကြန့်ရှိသေးသည်တစ်ခုကမိုင်တောင်းကျော်များဝေးသေးသည့်အမေရိကသို့အရောက်သွား၏နောက်တစ်ခုကပတ်စပို့ဗီဇာစသည့်တရားဝင်စာရွက်စာတမ်းများရရှိသူကနိုင်ငံတစ်ခုနှင့်တစ်ခုအကူအသတ်မှာဒီလိုစာရွက်စာတမ်းတွေလိုအပ်ကြောင်းမသိခဲ့ရှေ့အာဖရိကသားများလိုပင်ကိုလိုရာခီးကိုသဘောတိုင်းလျှောက်လာခဲ့ခြင်းဖြစ်သည်သို့တော့ယခုသိရပြီဆိုသည့်အခါချစ်ချင်းပင်သူစားသည့်ညာစာလင်းဆိုရထံပတ်စပို့လမ်းလျှောက်သည်စီကံကလငါးတွေမညီညွတ်သဖြင့်အစိုးရကထုတ်မပေးကာကြီးကလက်မလျှော့သူနေခဲ့သည့်တာနာပြူကျောင်းမှဆရာများထံစာရေးပြီးကူညီတောင်းသည်ပညာသင်တို့သောဖြင့်မိုင်1000ထိခြေချင်းခီးနှင်ပြီးသည့်ကောင်းလေးကိစ္စအဆင်ပြေအောင်ဆရာတွေကကြိုးပမ်းကြရာနောက်ဆုံး၌ပတ်စပို့ရသွားသည်သို့သောအမေရိကတို့သွားပြန်လက်မှတ်ခမရှိဘဲကန်ပါလာတွင်အမေရိကန်ပြည်ဝင်ခွင့်ဗီဇာလျှောက်ရမရရသည်ဖြစ်စီမရသည်ဖြစ်စီကာကြီးကတော့သူလှုပ်ရှားရှိတာဆက်လုပ်သည်ကန်ပါလာမှထွက်ခါကမူလသူ့ရည်ရွယ်ရင်းခီးစဉ်တိုင်းလမ်းဆက်လျှောက်သည်ခြေချင်းခီးဒုတိယအဖြတ်ပြန်စသည့်အခါသူ့မှာဖနက်တရံပါလာသည်ကံပါလာမှထွက်လာခါနီးချိန်သူ့မှာရှိသမျှငွေစားဖြင့်ဝယ်ယူခဲ့ခြင်းဖြစ်သည်သို့သောပစ္စည်းသွားမှာဆို၍လမ်းခီးမှာချမစိထုတ်ပိုးပြီးတည်လာခဲ့သည်ကောလိပ်ကျောင်းဝင်းထဲဝင်သည့်အခါသူ့မှာဖနက်ပါဖို့လိုသည်မဟုတ်လားယူဂန်ဒါနယ်နိမိတ်ကိုကျော်လွန်ကဆူဒန်ပြည်ထဲသူရောက်လာသည်ဆူဒန်ကနေလူနေကျဲပါသည်တရွာနှင့်တရွာအလန်းဝေးသည်လူတွေကလည်းတိတ်ဟဲ့ဟဲ့ပဲ့ပဲ့မရှိလားထမင်းတနက်ကြွေးပြီးအလုပ်ခိုင်းမိသူတွေ့ရန်အတွက်တခါတရံတနေ့တည်း25မိုင်30ထိလမ်းလျှောက်ရသည်ဒီလိုဖြင့်နောက်ဆုံးတော့ဆူဒန်မြို့တော်ခါတွန်တို့သူရောက်လာသည်အချိန်က1960ခုနှစ်စက်တင်ဘာလသူအိမ်မှထွက်ခဲ့တာနှစ်နှစ်နီးပါးရှိခဲ့ပြီမိုင်ပေါင်း2500များလည်းခရီးပေါက်ခဲ့ပြီခါတွန်တွင်အမေရိကန်ကောင်စစ်ဝင်ရုံးရှိရာ၎င်းရုံးသို့သူတွားရောက်ပြီးဗီဇာလျှောက်သည်ဒုတိယကောင်စစ်ဝင်ကသူ့အားအမေရိကန်ပြည်တွင်ပညာသင်ပြီးနိုင်ငံသားကျောင်းသားတစ်ယောက်အနေနဲ့အမေရိကတွင်သူ့ကိုတာဝန်ခံပြီးပုဂ္ဂိုလ်တူပြနိုင်ရမည်ကျောင်းစီကုံကြခံနိုင်သည့်အခြေအနေရှိရမည်မိမိနိုင်ငံတို့ပြန်ရန်အတွက်ခီးစီရှိရမည်စသည့်သတ်မှတ်ချက်များနှင့်ညီညွတ်မှသာဗီဇာရနိုင်ကြောင်းရှင်းပြသည်သို့သောပညာသင်လိုစိတ်ဖြင့်ဒီမျှကြကုတ်ကြခဲလှုပ်လာသောလူမဲကလေးကိုကြည့်ကာတန်ရာရှိစိတ်မကောင်းဖြစ်လာသည်သူနှင့်သူကိုယ်တိုင်ပင်စကာဂျက်ဘယ်လီကောလိပ်သို့စာတစောင်ရေးသည်စာတွင်ကာယာ၏စိတ်ဓာတ်ကိုဖော်ထုတ်ကြည့်ကျူးကာဒီလိုလူမျိုးတွေကုညီနိုင်မည့်နည်းလမ်းများရှာကြံကြည့်ပါရန်မေတ္တာရပ်ခံခဲ့သည်မကြာမီစကာဂျက်ကောလိပ်တာဝန်ခံထံမှဂျင်းနန်းစာတစ်စောင်ရောက်လာသည်ကောလိပ်ကျောင်းသားကျောင်းသူများနှင့်ကောလိပ်တရှိယာမောက်ဘာနိုမျိုးလေးမှာမြို့သူမြို့သားများကကာယအတွက်ရန်မုံငွေကပွဲများကျင်းပရှာပေးရာဒေါ်လာ1900များရရှိကြောင်းဂျင်းနန်းစာ၌ဖော်ပြထားသည်ထို့ပြင်မောက်ဘာနိုရှိမိသားစုတစုကလည်းစကာဂျက်တွင်ကာယကျောင်းတက်နေသည်များကာလပတ်လုံးသူတို့အိမ်တွင်နေထိုင်ရန်ဖိတ်ကြားသည့်စာတစ်စောင်ပေးပို့လိုက်လေသည်ဒီချိန်နောက်တွင်မူကာယာမှာစကာဂျက်ကောလိပ်တွင်သူမရောက်သေးမီရေပန်းစားနေပြီဖြစ်တဲ့ကဲ့သို့ခါတွန်၌လည်းလူသိများသောပုဂ္ဂိုလ်တရားဖြစ်နေခဲ့ပြီသူ့ကိုစိတ်ဝင်စားစူးစမ်းမေးမြန်းသူတွေရှိလာသည်သူအားတက္ကသိုလ်ပညာသင်ကြားပေးရန်တာဝန်ယူလိုသည့်အခြားပုဂ္ဂိုလ်များလည်းပေါ်ပေါက်လာသည်သို့တော်သူကအသက်ပေါ်လာသည့်ပုဂ္ဂိုလ်များကိုယဉ်ကျေးစွာညှင်းပယ်ကာသူ့အားမူလပထမစေတနာထားခဲ့သူများရှိရာစကာဂျက်တို့သာသွားရန်ပြပြတာသားဆုံးဖြတ်ခဲ့သည်1960ခုနှစ်ဒီဇင်ဘာလ16ရက်နေ့တွင်ခါတွန်မြို့မှထွက်သည့်ကြက်လေရင်မော်သို့ကာယတက်ခဲ့သည်သူ့ကိုယ်ပေါ်တွင်ဝတ်စုံတစ်တစုံနှင့်ခြေထောက်မှဖနက်အသင်းနှင့်စကာဂျက်ဘယ်လီကောလိပ်ကျောင်းကိုမူနောက်4ရက်အကြာတွင်မှသူရောက်သည်နှစ်နှစ်လုံးသူဖတ်ရှုခဲ့သည့်စာအုပ်ဟောင်းတို့အုပ်ကိုကိုင်၍ကာယဝင်လာသည့်အခါသူ့အားအဝေးမှပင်ခင်မင်နေခဲ့ကြသည့်စကာဂျက်ကျောင်းသူကျောင်းသားများလက်ခုပ်ဩဘာတံမစဲအောင်ဝမ်းသာလှိုက်လဲစွာဖြင့်
ကြိုဆိုကြလေသည်အချိန်ကာလ2နှစ်မြကြာပြီးနောက်တွင်မိုင်မောင်း12000မြောက်ကွာဝေးသည့်ပညာရေးခီးပန်းနိုင်သို့သူရောက်ရှိခဲ့ပြီးပြီစိတ်ကူးရင်အိမ်မက်တစ်ခုကိုမဖြစ်မနေအကောင့်ထဲဖော်မိဟုသောကြကုတ်ကြခဲစိတ်ဓာတ်ကြောင့်အာဖရိကတော်ရင်းသားလေးတစ်ယောက်မူလဘဝနှင့်လုံးဝခြားနာသောအဆင့်သို့ရောက်ရှိသွားခြင်းဖြစ်ပေသည်ဒီအဆင့်ကိုရောက်ပြီးသည့်နောက်တွင်မူသူ့အတွက်လမ်းတွေပွင့်နေပြီမှန်သည်ကြကုတ်ကြခဲစိတ်ဓာတ်သည်ပိတ်ထားသောတကားများကိုပွင့်သွားစေနိုင်သောတတ္တိရှိသည်လက်မမြောက်နောက်မဆုတ်တတ်သူဟူသောရာဇဝင်ကိုသိုံဖြစ်မင်းအနောက်ရှိအဟံသားတွေသည်သူတို့ဘာသာအလိုလျောက်လက်မြောက်နောက်ဆုတ်သွားကြမည်ဖြစ်သည်ကြကုတ်ကြခဲသမားများအတွက်ဖွင့်မျိုးရန်အခွင့်အလမ်းကအကန့်အသတ်မရှိပေကျေးဇူးတင်ပါတယ်ရှင်ဆက်လက်နားဆင်နိုင်မှုမွေး channel လေးကို subscribe လုပ်ပေးဖို့မေတ္တာရပ်ခံချင်ပါတယ်ရှင်